ဒီကဘာမှာလူသားတွေဟာပြန်လည်မွေးဖွားခြင်း rebirth ကိုခံယူရုံနဲ့ထာဝရနုပြိုတဲ့ဘဝကိုပြန်ရနိုင်ပါတယ်ဒါပေမဲ့ပေးဆက်ရမယ့်တန်ဖိုးကတော့ဒီဘဝရဲ့အမတ်တရအားလုံးကိုဆုံးရှုံးရခြင်းပါပဲတနေ့မှာအဖိုးတယောက်ကဒီကြော်ညာကိုထိမှကြည့်နေပေမဲ့စိတ်မလှုပ်ရှားခဲ့ပါဘူးသူ့ကိုပိတ်ပြီးစပင်ညက်ဆိုင်ကိုထွက်သွားခဲ့ပါတယ်စပင်ညက်ဆိုင်ပိုင်ရှင်လည်းအဖိုးတယောက်ပဲဖြစ်ပြီးနှစ်ပေါင်းများစွာအတွင်းစပင်ညက်တိုင်းပြန်တွေ့လာခဲ့တဲ့မိတ်ဆွေဟောင်းတွေဖြစ်ကြပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ဆိုင်ရှင်ကသူ့အသက်အရွယ်ကြီးလွန်းလာတဲ့အတွက် rebirth ခံယူလို့မယ်လို့ပြောပြီးနောက်ဆုံးအကြိမ်ဖြစ်ပဲစပင်ညက်ပေးခဲ့ပါတယ်အဖိုးကသူ့ဆုံးဖြတ်ချက်ကိုလေးစားစွာလက်ခံခဲ့ပါတယ်စပင်းညက်ပြီးနောက်အမြဲသွားနေကြကော်ဖီဆိုင်ကိုသွားခဲ့ပါတယ်။အဲ့ဒီဆိုင်မှာစပွဲထိုးမိန်းကလေးနှစ်ယောက်အလုပ်လုပ်နေကြပြီးဆိုင်ရှင်ကအဖိုးအိုကိုကောင်းကောင်းသိနေပါတယ်။သူမကတန်လွင်စီထည့်ထားတဲ့ကော်ဖီတစ်ခွက်ကိုမှပေးလိုက်ပါတယ်။အဲ့ဒါကိုကြားတော့မိန်းကလေးတစ်ယောက်ကအရန်အံ့ဩသွားပြီးဘာလို့ကော်ဖီကိုတန်လွင်စီနဲ့တောက်တာလဲလို့မေးလိုက်ပါတယ်။အဖိုးအိုကပြုံးပြုံးလေးနဲ့သူနဲ့သူ့ဇနီးအကြောင်းကိုပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ချင်းတွေ့မှုတိုင်းဟာဒီကော်ဖီဆိုင်မှာပဲဖြစ်ခဲ့ပြီးတန်လွင်စီထည့်တဲ့ကော်ဖီကိုအရန်ကြိုက်သူကသူ့ဇနီးဖြစ်ပါတယ်။အခုတော့သူမရှိတော့ပေမဲ့သူဟာအဲ့ဒီကော်ဖီကိုတောက်ရင်သူတို့ရဲ့အမတ်တရားတွေကိုပြန်လည်ခံစားနေစေဖြစ်ပါတယ်။မိန်းကလေးထွက်သွားပြီးနောက်အဖိုးအိုကဇနီးရဲ့မျက်နှာကိုပြန်လည်အမတ်ရလာခဲ့ပါတယ်။ဒါပေမဲ့သူအံ့ဩသွားတာကသူ့ဇနီးရဲ့မျက်နှာဟာအခုလေးတင်ကော်ဖီလာပေးတဲ့မိန်းကလေးနဲ့တပုံစံနဲ့တူနေတာပါပဲတကယ်တော့သူ့ဇနီးဟာလူလက်ပိုင်းရွယ်မှာအပြင်းထန်နာမကျန်းဖြစ်ခဲ့ပြီးအသက်ရှင်ဖို့အတွက် rebirth ကိုမဖြစ်မနေခံယူခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်ကြောင့်သူမရဲ့အမတ်တရားအလုံးပျောက်ဆုံးသွားခဲ့ပါတယ်အဖိုးအိုအတွက်တော့ဇနီးနဲ့အတူဖြတ်တန်းခဲ့တဲ့အမတ်တရားတွေဟာသူ့အသက်ထက်တောင်ပိုဖိုးတန်ပါတယ်အဲ့ဒီအမတ်တရားတွေကိုမေ့ပြောက်လိုက်ရမယ်ဆိုရင်သူတို့နှစ်ယောက်ဟာဘယ်တော့မှမစုံနိုင်တော့တဲ့မြင့်တိုင်တဲ့ကြောင်လူဖြစ်သွားမှာကိုသူအလွန်ကြောက်ရွံ့နေခဲ့ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဇာတ်ကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်